တူပီကိုကျွန်တော်ဘယ်အချိန်မှပြောလဲဆိုတော့ကျွန်တော် channel မှာတစ်ခါကျွန်တော်ဝိုင်းတောက်နေတယ်ဒီကောင်ကဂီတာကျွန်တော်ဂီတာယူပြီးတီးနေတဲ့အချိန်မှာ तू ဘယ်တချင်းကိုဆိုပြတာလဲဆိုတော့အမင်းရှိတော့ဒီတယောက်တည်းတာတဲ့ငါနဲ့ဖြေမလဲဆိုအဲ့ melody လေး ကျွန်တော် तू ရေးနေစားပြန်တယ်လားအဲ့ဆိုပြပြီးတဲ့အချိန်မှာကျွန်တော်အဲ့စကားကိုပြောခဲ့ဘာလို့လဲဆိုတော့ဒီကောင် composition တာမန်ရိုးမဟုတ်ဘူးတလားဘယ်လိုကျွန်တော်ဒီမှာစကားလုံးကိုတော်တော်သိချာယူရမယ်အဲ့မှာသူထားပါတော့ chord modulation ပဲထားပါတော့နော် chord modulation ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကပရိသတ်နဲ့ဆက်သွယ်တဲ့အခါမှာများသောအားဖြင့်ဘာနားထောင်ဆို melody လေးနားထောင်တယ်တချို့ဆိုဂီတာနဲ့ပါတီးတဲ့ကောင် chord လေးလိုက်နားထောင်တယ်နောက်စာသားနားထောင်တယ်ပေါ့နော်ဒီကအချင်းချင်းထည့်တာကျွန်တော်တို့ဒီ artist အချင်းချင်းမှနားလည်တဲ့ language ရှိတယ်အဲ့ဒါဘာလဲဆိုတော့ chord modulation ပဲ chord modulation ဆိုတာဥပမာဗျာခင်ဗျာ A chord တီးနေတယ်ထားပါတော့A key နဲ့တချင်းတီးနေ A D နေအဲ့ရနေခင်ဗျာ D ကိုသွားလိုက်တယ်ဆိုရင် D ကိုသွားလိုက်တယ်ဆိုရင်အဲ့ဒါ A ရဲ့ fa ဖြစ်သွားမယ်အဲ့ဒီမှာခင်ဗျာ D ကနေရုပ်တရက် D minor ပြောင်းလိုက်ပြီဆိုတာ ਨੇ အဲ့ D minor ရဲ့ possibility တွေအများကြီးဖြစ်သွားဒီကောင် F key လည်းဖြစ်နိုင်တယ် G ကိုလည်းသွားလို့ရတယ် C ကိုလည်းသွားလို့ရတယ် B flat ထိလည်းဒီကောင်ဒိုးချင်ဒိုးလို့ရတယ်ဆိုတော့အဲ့လိုမျိုးအဲ့ chord modulation ဟိုရေးတဲ့လူကတိမ်မွေ့လေနားထောင်တဲ့လူကအဲ့ဒါကိုမသိလိုက်လေပဲတခါလေခင်ဗျားသူဒီကီးတစ်ခုထဲမှာပဲဒီပုတ်လုံးကိုတိဆောက်သွားလို့ထင်တယ်မဟုတ်ဘူးဂျားထဲမှာ तू flip လုပ်သွားတဲ့ဟာတွေအများကြီးပဲဟိုကီးထဲကိုဝင်သွားလိုက်ဒီထဲနေပြန်ထွက်လာလိုက်ခဏနေဒီကီးထဲကိုပြန်ဝင်လာလိုက်ဆိုတာတွတ်ပြီးတချင်းတော်တော်များများ almost like 80% လောက်မှာကျွန်တော်ကြားဘူးတဲ့လောက်ထဲမှာမဟုတ်အဲ့ဒါပါတယ်နောက်သူတို့လူအားဂီတာထွက်ပြီးတဲ့အချိန်မှာကျွန်တော်ပြောတယ်တွတ်ပြီးအဲ့လောက်ထည့်စရာမလိုဘူးကျွန်တော်တို့တချင်းကိုကျွန်တော်အတန်နဲ့ကျွန်တော်ဘန်နဲ့ဒီမှာကျွန်တော်တို့တချင်းတိုင်းကြားအောင်တခြားဘန်နဲ့တခြားလူဆိုလို့ရှိရင်အဲ့အတန်လုံးဝမထွက်စေရအောင်အာမခံအဲ့လိုမျိုးပေါ့နော်ဟိုဒါက unique ဖြစ်အောင်လုပ်ထားတာပေါ့ဒါ band ဆိုရဲနှစ်တာအဓိကအဲ့ဒါပေါ့နော်ဆိုတော့အဲ့တော့ band ကိုစလုပ်ဖြစ်ခဲ့ဆိုတော့အခက်အခဲကဘယ်လိုကြုံပြရလဲဆိုတော့အဲ့တုန်းကဆိုရင်ကျွန်တော်အဲ့ခေတ်ကပေါ့နော်ထုတ်လို့နာမည်ကြီးထုတ်လို့ရကျွန်တော်နာမည်တော့ပြောတော့ပါဘူးနာမည်ကြီးတေးထုတ်လို့ရမယ်ဘယ်လိုပြောရပေါ့နော်မင်းဘန်နဲ့မလုံးနဲ့တယောက်တည်းအဲ့ခေတ်ကဆိုကျွန်တော်ကဘယ်လောက်ပဲရှိတယ်10ရန်ပေါ့နော်ဆို10ရန်အဲ့မ10ရန်ပြီးကတော့ဘန်နဲ့မလုံးနဲ့တယောက်တည်းလုံးတဲ့ငါမင်းအဲ့ခေတ်ကဖုန်းတစ်လုံးပေးရမယ်တိုက်ခန်းတစ်ခန်းပေးရမယ်ဒီလည်းထုတ်ပေးမယ်ဒါပေမဲ့ဘန်နဲ့မလုံးနဲ့ငါတို့ပြောလိုက်တော့ကျွန်တော်အဲ့ညာမှာဘန်နဲ့မလုံးဘူးဆိုတော့ကျွန်တော်လက်ထပ်အဲ့ခေတ်ကဗျာစဉ်းစားကြည့်အရှင်းတစ်ပုတ်ကြောင်းကျွန်တော်3000ရဗျာ3000ရတယ်4000ရတယ်အများဆုံးဗျာအဲ့အသေးအတန်လိုက်ပြီးတော့ဆက်ပြီးတော့ကျွန်တော်အဲ့လိုမျိုးရောင်းရတာ